အားလုံးပဲမင်္ဂလာပါ daily offer စီမံအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ CRN အကြောင်းလေးအနည်းငယ်ပြောပြပေးမှာပါပြီးတော့ကျွန်တော် CRN စကင်တော့အမှတ်တမဲ့နဲ့မှားဘူးတဲ့အမှားတစ်ခုကိုပြောပြပေးမှာ CRN စကင်မဲ့ brother တွေလည်းကျွန်တော်လိုပဲအမှတ်တမဲ့နဲ့အမှားမလုံးမိအောင်လို့ပါအဲ့ဒီအမှားပါလဲဆိုတော့ကျွန်တော် compass က360ရှိတာဗျာ359ပြီးလို့ရှိရင်00ကနေပြန်စတယ်ပေါ့နော်ကျွန်တော် CRN ကန်လို့ရှိရင် course နယ်လို့ရှိရင်ဘယ်ဖက်ကိုလဲမယ်ပေါ့ site ဖက်ကိုလဲမယ် course များလို့ရှိရင်star site ဖက်ကိုလှည့်မယ်ပေါ့နော်အဲ့လိုရှိတာဆိုတော့ကျွန်တော်မှားတဲ့အမှားပါလဲဆိုတော့course 350ကျော်ကနေပြီးတော့ဗျာ350ကျော်ကနေပြီးတော့ရရှိရ005လောက်ကို order ပေးလိုက်တာအဲ့ဒါကိုကျွန်တော်က350ကျော်နေပြီး005ဆိုတော့အခုနဲသွားတာကျွန်တော်ကဘယ်ဘက်ကိုပေါ့ site ဘက်ကိုတွားပြီးတော့ CRN လှည့်မိရပေါ့နော်အဲ့လိုမှားဘူးတာပါဘာသာတို့လည်းCRN စကင်မဲ့ဘာသာတို့လည်းအဲ့လိုအမှတ်တမဲ့နဲ့မမားရအောင်လို့ပါဒါကတော့ကျွန်တော်တို့တင်မောရဲ့ CRN ပုံစံပါဒါကတော့ radar indicator ပါ radar indicator ဒီအောက်မှာတစ်ခုရှိတယ်ပြီးတော့အပေါ်မှာတစ်ခုရှိရပါတယ်ကြိုက်တော့ကိုကြည့်ပြီးတော့မောင်းလို့ရပါတယ်ကျွန်တော် compass ပါအောက်မှာ course ပါပါတယ်ဒီ course ကြည့်ပြီးမောင်းလဲရတယ်ဒီမှာလည်း course တစ်ခုရှိပါသေးတယ်ဒီ course ကြည့်ပြီးတော့မောင်းလဲရပါတယ်ဒီဟာလေးကိုပြောပြပေးပါမယ်နည်းနည်းအခုကတော့ manual ပြောင်းတာ manual ဖြစ်နေတာပေါ့နော်ကျွန်တော် C ထဲကိုရောက်ပြီဆိုလို့ချင်းဒီ hub ကိုပြောင်းပြီးတော့ auto pilot နဲ့မောင်းပါတယ်ဒီဟာကတော့ဒါ course auto pilot ပြောင်းထားတဲ့အချိန်မှာcourse adjust လုပ်တာပေါ့နော်ဥပမာ204ကနေပြီးတော့205ကိုပြောင်းမယ်ဆိုလို့ရှိရင်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ရင်205course adjust လုပ်တာပေါ့နော်ဒါကတော့နှစ်ခုပေါ့အချော့အတင်းပြီးတော့ဒီ steering ကကြတော့ဗျာကျွန်တော်တို့ကား steering နဲ့မတူဘူးပေါ့ဗျာ steering ရဲ့သဘောတဘာဝဗျာညာဘက်ကိုလှည့်ရင်ညာဘက်ကိုကွေ့မယ်ဘယ်ဘက်ကိုလှည့်ရင်ဘယ်ဘက်ကိုကွေ့မယ်အဲ့ဒီမှာဗျာကားနဲ့သင်္ဘောနဲ့မတူတဲ့အချက်ကကားညာဘက်ကိုကွေ့ပြီးသွားလို့ညာဘက်ကို CRI လှည့်ပြီးသွားလို့ပြန်လှုပ်လိုက်ရင် CRI ကသူ့ဟာသူ auto ပြန်ဖြောင်းသွားဒီမှာကျတော့အဲ့လိုမဟုတ်ဘူးဗျဥပမာကျွန်တော်တို့ port 20ကိုလှည့်မယ်ဆိုလို့ရှိရင် CRI ကိုဘယ်ဘက်လှည့်မယ်ဗျာ CRI ဘယ်ဘက်လှည့်လိုက်ရင်အဲ့ဒီမြားတန်လေးက port 20ဘက် port တဖြည်းဖြည်းနဲ့ဘယ်ဘက်ကိုport ဘက်ကိုတဖြည်းဖြည်းနဲ့လှည့်လာလို့ဒီ port 20ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်က CRI ကိုလွှတ်လိုက်မယ် CRI လွှတ်လိုက်လို့ရှိရင်အဲ့ဒီမြားတန်လေးကအလဲကိုပြန်မရောက်သွားဘူးအဲ့ဒီ port 20မှာပဲရက်ပြီးတော့ port 20မှာပဲရက်ပြီးတော့သင်္ဘောကလည်းဘယ်ဘက်ကိုပဲဆက်ပြီး꿰နေမှာဗျာအဲ့ဒီမှာအရာရှိကမစ်ရှစ်ကို order ပြန်ပေးလို့မစ်ရှစ်ပြန်လှည့်မယ်ဆိုမစ်ရှစ်ကိုပြန်လှည့်မယ်ဆိုလို့ရှိရင်ဗျာ CRI ကိုညာဘက်ကိုပြန်လှည့်မယ် CRI ညာဘက်ပြန်လှည့်လို့ရှိရင်အဲ့ဒီ port 20ကိုရောက်နေတဲ့အဲ့ဒီမြားလေးရဗျာတဖြည်းဖြည်းနဲ့ညာဘက်ကိုပြန်ရောက်လာပြီးတော့အလဲကိုမစ်ရှစ်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် CRI ပြန်လှုပ်လိုက်ပေါ့ဗျာအဲဆိုလို့ရှိရင်မစ်ရှစ်မှာပဲရက်နေမှာပေါ့နော်ဒီသဘောတရားပါပဲအားလုံးကျေးဇူးတင်ပါတယ်